နေမေကွန်လေးတစ်ခုမေးကြည့်ခြင်းနဲ့ခင်ခွတ်တော်ကစီယုံကြီးကောင်းတဲ့ပုဂ္ဂိုလ်လားလို့ကျွန်တော်တို့ထောက်ရှုစဉ်းစားကြည့်အောင်ဘာဖြစ်လို့လဲဆိုတော့ပြည့်ဘဝတတ်တော်စဉ်ကိုကြည့်တဲ့အခါမှာတစ်ချိန်လုံးအတိုက်ခိုက်တွေပဲခံနေရတာပါရီရှဲတွေကတစ်မျိုးသူရွေးထည့်ထားတဲ့တမန်တော်ကြီးတွေကသူ့အပေါ်မှာမယုံတာတစ်မျိုးဒီဝေးကောင်းတဲ့လူဆိုလို့ရှိရင်ပြောလိုက်တာနဲ့အလုံးကနားထောင်ပြီးသူခိုင်းတဲ့အတိုင်းအကုန်လုပ်ကြမှာကင်ခွတ်တော်လဝါကတိုင်ပေါ်မှာအသေးခံပြီးတဲ့အခါမှာပြည့်တဲ့ဘက်တွေအကုန်လုံးတယောက်တနေရာစီကွဲသွားတယ်ရှင်မြန်ထမြောက်တော်မူတဲ့အနာတော်နဲ့တပည့်တွေကိုလိုက်လည်ပြီးထင်ရှားပြပြီးပြန်ခေါ်ရတယ်ကင်ခွတ်တော်ရဲ့အနာပြုခီးစဉ်ကိုကြည့်လိုက်တဲ့အခါမှာလဝါကတိုင်ပေါ်မှာအတင်ခံရတယ်သူ့ရဲ့တပည့်တွေတကွဲတပြားစီဖြစ်တယ်စနေယောက်ရွေးထားတဲ့အထက်မှာတယောက်ကသူ့ကိုသစ္စာဖောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီနေ့ကြားတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသူ့ရဲ့တမန်တော်ကြီးသူကိုယ်တိုင်ရွေးထားတဲ့ဖိလိပ္ပုကခင်ခွတ်တော်နဲ့အတူတူလှုပ်ဆောင်မှုတွေကိုမြင်ရတယ်ကြားရတယ်တွင်တင်ချင်းခံရတယ်ဒါပေမဲ့လို့ဖိလိပ္ပုကခင်ခွတ်တော်ရှိမှာဘာတောင်းလဲဆိုတဲ့အခါကျရင်ကိုရောတဲ့တပည့်တော်စိတ်ကျေနပ်အောင်တဲ့အဖခမည်းတော်ကိုပြသပေးပါလို့ခင်ခွတ်တော်ရှိမှာတောင်းခံတာကိုတွေ့ရတယ်။အဲ့ဒါခင်ခွတ်တော်ကဘာပြောလဲဆိုရင်ဖိလိပ္ပုမင်းနဲ့ငါနဲ့နေတာဒီလောက်ကြာပြီ။ငါပြောနေတဲ့တွင်တင်ချက်တွေကိုမင်းနားမလည်ဘူးလား။မယုံကြည်ဘူးလား။ခေငါပြောတဲ့စကားတွေကိုနားမလည်ရင်တောင်မှပဲငါရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့ငါဘယ်လိုဖြစ်တယ်ဆိုတာကိုမင်းသိတဲ့နဲ့လို့ပြောတဲ့အကြောင်းအရာလေးကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာကြားပါတယ်ဖိလိပ္ပုရဲ့ယုံကြည်ခြင်းအားနဲ့ခင်ခွတ်တော်ကိုဇာတိတော်အဖြစ်၌မသိရှိခြင်းအဖြစ်ကိုဒီကနေ့ကြားပါတယ်ဒီနေ့ကြားတဲ့ဧဝံပထမကျမ်းစာတော်မြတ်ထဲမှာတော့ဘလို့အကြောင်းကြားရတာလဲဆိုတော့ကိုရိန္သုဩဝါဒစာကတန်ပေါလုရေးထားတဲ့အကြောင်းအရာဖြစ်ပါတယ်တန်ပေါလုကြတော့ခင်ခွတ်တော်နဲ့အတူတူနေခဲ့တာမဟုတ်ပါဘူးခင်ခွတ်တော်ရဲ့နောက်လိုက်တွေကိုညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ကိုရိန္သုမျိုးသားတွေကိုသူမှတ်တမ်းတွေရေးထားတဲ့အခါမှာသူဘာပြောလဲဆိုတော့ခင်ခွတ်တော်ကတဲ့လဝါကတိုင်ပေါ်မှာအသေးခံနေတဲ့သုံးရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခြင်းရှိတယ်တဲ့။အဲ့ဒီရှင်ပြန်ထမြောက်ခြင်းကိုအေဖာလို့ခေါ်တဲ့တံပေထရုကိုထင်ရှားပြတယ်တဲ့ပြီးတော့မှသူ့ရဲ့နောက်လိုက်တပည့်တွေနဲ့သူထင်ရှားပြလို့တဲ့ပုံကိုယ်တွေလူ9000ကျော်ကိုထင်ရှားပြပြီးတော့နောက်ဆုံးပိတ်မှာတဲ့မထိုက်တန်တဲ့အမှန်တော်ကြီးတွေရဲ့အရာမှာအငယ်ဆုံးဖြစ်တော်မူတဲ့ငါ့ကိုထင်ရှားပြတယ်လို့ဒီနေ့ပထမကျမ်းစာတော်မြတ်ထဲမှာရေးသားထားတာဖြစ်ပါတယ်ဒီနေ့ကြားတဲ့နှုတ်ကပတ်တော်လေးကိုကျွန်တော်တို့ထောက်ရှုစဉ်းစားကြည့်တဲ့အခါမှာနှလုံးနဲ့မြင်ရတယ်နားနဲ့ကြားရတယ်သခင်ခရစ်တော်နဲ့အတူတူသွားလာနေတဲ့ဖိလိပ္ပုကသခင်ခရစ်တော်ဘလူဖြစ်တယ်ဆိုတာကိုသူစိတ်ချနှက်လောက်အောင်ပြပါလို့ယုံကြည်ခြင်းကိုတောင်းခံပြီးနှလုံးနဲ့မတွေ့ဘူးနားနဲ့မကြားဘဲနဲ့သခင်ခရစ်တော်နဲ့အတူတူမနေခဲ့တဲ့တန်ပေါလုဟာခင်ခရစ်တော်ဟာတေခြင်းကိုအောင်မြင်တော်မူတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုကြွေးကြော်နိုင်တာဘာဖြစ်လို့လဲချက်ကလေးတစ်ချက်ရှိပါတယ်ဒါကဘာလဲဆိုတော့ဒီနေ့သခင်ခရစ်တော်ထောက်ပြတယ်လို့ပဲသူ့ရဲ့အသက်တာနဲ့တရားတော်ကိုနားလည်နိုင်ဖို့အရာတစ်ခုလိုတယ်ဒါကဘာလဲဆိုရင်တန်ရှင်းသောဝင်တော်မြတ်ဖျားရဲ့ကျေးဇူးတော်ပဲဖြစ်ပါတယ်ဖိလိပ္ပုဒီနေ့မေးနေတဲ့ဧဝံဂေလိကျမ်းစာအချိန်မှာတန်ရှင်းသောဝင်တော်မြတ်ဖျားဟာတမန်တော်ကြီးတွေပေါ်မှာမစင်သက်သေးပါဘူးဒါပေမဲ့လို့ပေထရုကြွေးကြော်တဲ့သခင်ခရစ်တော်ရဲ့ရှင်မြန်တန်ပေါလုရဲ့ကြွေးကြော်တဲ့ရှင်ပြန်ထမြောက်ခြင်းအချိန်ကြတော့တန်ပေါလုဟာသူဟာပါရနေပြီလေဆိုရင်တန်ရှင်းသောဝင်တော်မြတ်ဖျားရဲ့ကျေးဇူးတော်ကိုရရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ဖိလိပ္ပုနဲ့ဂျိမ်းစ်ရဲ့ပွဲကိုဒီနေ့ကျင်းပတဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့မယုံကြည်ခြင်း၌အားနည်းခဲ့တဲ့
ယုံကြည်ခြင်းနဲ့အားနည်းခဲ့တဲ့ဖိလိပ္ပုဟာသူ့ရဲ့တက်တော်စဉ်ကိုကြည့်တဲ့အခါမှာဗဆိုင်ဒါမြို့ကနေလာပြီးနောက်ဆုံးပိတ်လဝါကတိုင်ပေါ်မှာယုံကြည်ခြင်းအတွက်အသက်ပေးလူပြီး James သခင်ခရစ်တော်ရဲ့ညီကိုဝမ်းကွဲကလည်းကြောက်ခဲနဲ့ပေါက်သက်ခံရပြီးတော့မှအသက်တော်ကိုပေးခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်မြတ်ဖျားသူတို့ဘဝကိုပြေဝလာတဲ့အခါမှာဖျားသခင်ရဲ့အဖြစ်တော်ကိုသိရှိနားလည်ရတာဖြစ်ပါတယ်။ယေရှုသခင်၌ချစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ကျွန်တော်တို့ရက်ပေါင်း40လုံးဝါရင်းကာလကိုကျွန်တော်တို့ပြင်ဆင်ပြီးပတ်စကားပွဲကိုကျင်းပခဲ့ပါတယ်။အခုရက်ပေါင်း40လုံးကျွန်တော်တို့တွေကသခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်တို့ကြားနာပြီးတော့မှပွဲတစ်ခုကိုကျွန်တော်တို့ပြင်ဆင်နေပါတယ်။အဲ့ဒီပွဲကတော့တန်ရှင်းသောဝိညာဉ်တော်မြတ်ဖျားရဲ့ပွဲပဲဖြစ်ပါတယ်။တန်ရှင်းသောဝိညာဉ်တော်မြတ်ဖျားကျွန်တော်တို့ကြွမြန်းခြင်းကိုခံစားရရှိတဲ့အခါမှာကျွန်တော်တို့သခင်ခရစ်တော်ကိုမြင်တွေ့ရတဲ့အမြင်ဟာပြောင်းလဲသွားပြီးအသက်တာကအစဖျားကြိုက်တဲ့အသက်တာလမ်းမှာရှောက်လန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့တူးစီရဲ့ဒီနေ့ယုံကြည်ခြင်းကိုပြန်လည်ဆန်းစစ်ပြီးတန်ရှင်းသောဝိညာဉ်တော်မြတ်ဖျားရဲ့ကျေးဇူးတော်ကိုကျွန်တော်တို့တောင်းခံကြရအောင်။ဖျားသခင်ပေါ်မှာယုံကြည်ခြင်းအားနေတယ်တန်တရားတွေဖြစ်တယ်ဖျားသခင်ရဲ့လှူဆောင်မှုတွေကိုကျွန်တော်တို့မမြင်နိုင်ဘူးသခင်ခရစ်တော်ဟာကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်ပါတယ်လို့ကျင်းတည်တဲ့စိတ်မရရင်ကျွန်တော်တို့ဒီနေ့ဝင်ရသက်တာ၌တန်ရှင်းသောဝိညာဉ်တော်မြတ်ဖျားကိုအတူစကွစုပန်ကြရအောင်လို့ဒီမှာရှိရပါသူဓမ္မမိတ်ဆွေအားလုံးကိုဖိတ်ခေါ်ပါတယ်အလုံးကျေးဇူးပြုမှတ်တရရဲ့စုပန်ကြရအောင်